အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘုံတော့ကျွန်တော်ဘလော့ဖူကောင်းမဖြစ်ပြဘောကောင်းအာတီဆိုနီပြပေးတော့မှာဖြစ်ပါရဲ့ဗျာဒါတော့ YouTube မှာကြည့်မှဂျင်းနေမိနေတယ်ဘုံတော့အဲ့မှာကျွန်တော်ပြပေးတော့ခြင်းပဲဖြစ်ပါအခုကိုရဲ့ဆက်ပေါတော့မှာ robot robot ဘောလို့ရှာလိုက်ပါဗျာအဲ့လိုရှာလိုက်ပြီးဆိုရင်တော့ဒီကောင်လေးတွေ့ပါဘုံတော့အဲ့ကောင်လေးတွေ့တော့ချက်နေပဲတစ်ချက်နေပြီးရင်ခဏဆောင်ပေးပါနော်ခဏဆောင်ပြီးခဏလေးပဲဆောင်ပါပဲသူကကြာရေးသိမဆောင်ပါဘူးကျွန်တော်တို့ခဏဆောင်ပြီးသွားပြီးရှိတော့မှာပေါ့ကျွန်တော်တို့ line နဲ့ကြာနေလို့ပေါ့နော်ကြာသွားတယ်ဒီမှာကိစ္စမရှိပါဘူးဗျာသူကတော့အဲ့လိုပဲအကောက်တော့ယူရတာလွယ်လားမလွယ်လားဆိုတော့ခက်ပါတယ်ဒါပေမဲ့ဆွဲတယ်တော့တကယ်ရနိုင်ပါတယ်အမှပေါ့နော်အခုကျွန်တော်ပေါ်လိုက်ဆိုကျွန်တော်ဒီကောင်လေးကိုတစ်ချက်နေလိမ့်မယ်ပေါ်စမှာပေါ်လိုက်ကောင်လေးကိုအဲ့တစ်ချက်နေပြီးဆိုတော့သူကတော့ခဏလေးပေါ့နော်ကျွန်တော် line ကတော်တော်ကိုကြာနေလို့ပါအဲ့လေးတစ်ချက်နေပြီးပြီဆိုရင်ဖြင့်ကျွန်တော်တို့ကအဲ့ဒီချင်းနေပြီးရင်ပေါ့ကျွန်တော်တို့ဘာတွေပေါ်လာမလဲဆိုတော့ fountain နဲ့အခန်းပေါ်လာဖြစ်ပါတယ်ဟုတ်တယ်ဗျအခုကျွန်တော်တင်မဲ့ fountain နဲ့အခန်းပေါ်လာပါပြီဗျအခုကျွန်တော် fountain နဲ့အခန်းမှာကြတော့ဖြစ် fountain တင်ရမလဲဆိုတော့ကျွန်တော်ရေးကြည့်တာကျွန်တော် robot ကောင်းဟိုလုပ်တဲ့ရပေါ့နော်robot ကောင်းဖွင့်ထားတဲ့မွေးနေ့အတိအကျကိုတိဖို့လိုပါတယ်ဗျပြီးရင် user နေတိကျရေး name တိကျတိဖို့လိုပါတယ်ဗျပြီးရင်ကျွန်တော် Gmail လိုပါတယ် Gmail တစ်ခုတော့လွယ်ပါတယ်ဗျအဲ့ဒါကျိုး fountain နဲ့နေရာရောက်ဖြစ်တဲ့အတွက်ကျွန်တော်ရုံဆုံးရှိမှာတော့ကျွန်တော်တို့ရဲ့ဘယ်လာမွေးခဲ့တာမထည့်ပါပဲကျွန်တော်ဘာကြီးလို့စမ်းထည့်လိုက်ပါမယ်ပြီးတော့ဒုတိယမှာကျွန်တော်ရက်ကိုထည့်မှာဖြစ်ရက်ကတော့တိကျရေးမှာဖြစ်ပါပြီအကုန်လုံးရေးမှာအောက်ကတော့ကျွန်တော်တို့ဖွင့်ခဲ့တဲ့ပေါ့နော်ခုနှစ်ကိုထည့်မှာခုနှစ်ကတော့ကျွန်တော်တို့2014ရဲ့အထက်ကိုပဲရပါတယ်အောက်ဆိုတော့မရတော့ပါဘူးအဲ့ဆိုရင် user name မှာကျွန်တော် robot account user name ကိုရေးမယ်ကျွန်တော် account user name ကိုရေးမယ်user name မှားသွားရင်တော့ account ကတော့ပြန်မရပါဘူးဗျuser name ကိုမှန်အောင်ထည့်ဖို့လိုပါတယ်user name မှန်သွားပြီဆိုတော့ကျွန်တော်တို့နည်းနည်းမှားနေသေးတယ်ပေါ့မှားနေတော့ပြင်နေပေါ့နော်ကိစ္စမရှိပါဘူးကျွန်တော် browser ကိုဆန်းလုပ်ပြတယ် browser တော့မှန်အောင်ထည့်ပါအဲ့ဒါဆိုကျွန်တော်တို့အောက်က fan name မှာကျွန်တော်တို့ရဲ့နာမည်ကိုထည့်မှာဖြစ်ပါတယ်ဗျနာမည်မို့ရင်ကျွန်တော်ရင်ကုန်ထားခဲ့တဲ့ name ကိုပေါ့နော်အဲ့ဆိုကျွန်တော်တို့ရဲ့ first name ကိုရေးပေးလိုက်ပါမယ်အောက်က Gmail နေရာမှာကျွန်တော်တို့ Gmail ကိုထည့်မယ်အောက်ကကျ confine Gmail ထည့်မယ်ပြီးတော့ဒီမှာကျ device မျိုးစားပေါ့နော်ကျွန်တော်တို့ဝေါ့ကောင်ကိုဘယ်လိုဘာဖုန်းနဲ့ဘာ device နဲ့ဆော့ခဲ့တယ်လဲပေါ့နော်အဲ့ဒါမှကျွန်တော်တို့ Android ဆိုတော့ Android ပဲရွေးပါတယ် browser တို့ PC ဖြစ်ဖြစ် iPhone ဖြစ်အဲ့ဒါနဲ့ဆိုအဲ့ဒါရွေးပါဒီမှာတော့ကျွန်တော်တို့ခိုးခံရဖြစ်ဟက်ခံရဖြစ်ဆိုရင်တော့အကပေါ်ဆုံးကအကောင့်ရွေးရမယ်အောက်ကကျတော့ကျွန်တော်တို့အကောင့် password မင်း password ပေါ့အကောင့်ဟန်အောင်ကျွန်တော်တို့ forget password ပဲနေပါမယ်ဒီနေရာမှာကျွန်တော်တို့အကောင့်ဟိုဖြစ်သွားရင်ကျွန်တော်တို့2 step ကြိုးမယ်ဆိုရင်တော့အောက်ကရွေးပေးရပါတယ်ဒါတော့ကျွန်တော် forget password ကျွန်တော်ဒီအောက်ကနေရာမှာစာ fountain နဲ့နေရာမှာကျွန်တော်စာကိုတူတူလေးပဲရေးပေးလိမ့်မယ် hack me လို့အဲ့ဒါပြီးရင်တော့ကျွန်တော်တို့